Can you see me ဆိုတဲ့ Bandit Box ကို game ကစားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဟောပါတော့ညီကိုလို့လည်းပြောမယ်တပည့်လို့လည်းပြောမယ်ကျွန်တော်တို့ဘယ်လောက်ထိတယောက်ကိုတယောက်ဘယ်လောက်မြင်နိုင်လဲဆိုတာကိုကျွန်တော်တို့ reaction လုပ်မယ်ပေါ့reaction တယောက်ကိုတယောက် reaction လုပ်မယ်တယောက်ကိုတယောက်ပြန်ပြီး reaction ရင်စလိုက်မယ်နော်ကျန်ရတဲ့ကဲလောက်ကိုရေးချင်လိုက်မယ်ဟုတ်ပြီဗျာဆိုပြီးတော့မေးလိုက်မယ်နော်ကိုဟာလူတိုင်းကိုတဘောကျအောင်စူးစမ်းတတ်လားငါပေါ့ Cherry ကကျွန်တော်မြန်မာတော့လူတိုင်းကတော့ကိုယ်ပုံစံနဲ့ကိုရှိကြတယ်ပေါ့ကိုယ့်ရဲ့ lifestyle နဲ့ကိုရှိကြတယ်ပေါ့ဒါပေမဲ့လူတိုင်းကိုတော့ကိုယ့်ရဲ့ lifestyle ကလူတိုင်းကတော့မကြိုက်ဘူးပေါ့ဒါပေမဲ့အတူတူခံစားချက်ချင်းတူတဲ့ချိန်မှာဆိုရင်တော့တော်တော်များများလူအများစုနဲ့ကတော့ကန့်ညီသွားတယ်ပေါ့လူတိုင်းနဲ့တော့မဟုတ်ဘူးပေါ့ဘာလို့လဲဆိုတော့ဥမာပေါ့ဆရာကဥမာပြောခြင်းတယ်ဒါပေမဲ့လူတိုင်းကလည်းမပြောခြင်းဘူးပေါ့အဲကြတော့ဆရာနဲ့ပြောခြင်းတဲ့လူနဲ့ပြောခြင်းတဲ့လူသွားဆူလိုက်တဲ့ချိန်မှာကျတော့သူကလည်းသူကချိတ်ဆက်မိသွားတယ်ပေါ့တစ်ခါကြရှိရဲအလုပ်အရန်ကြိုးစားခြင်းတယ်ပေါ့တချို့လူကကြအလုပ်အရန်မကြိုးစားခြင်းဘူးပေါ့ဒါပေမဲ့ကြိုးစားခြင်းတဲ့လူအချင်းချင်းတွေ့တော့ကြတော့ပို့ပြီးတော့ကောင်းသွားတယ်ပေါ့တဘောကျအောင်စူးစမ်းတတ်လားတဘောကျအောင်လူတိုင်းလူမဟုတ်လူတိုင်းရဲ့ကဘယ်လိုပြောဆွဲခေါ်တာကိုပြောရလားဆွဲခေါ်တာမဟုတ်လေလူတိုင်းကိုယ်တဘောကျအောင်ဒီကဆရာလှုပ်နေတာကိုလူတိုင်းကြိုက်လားလို့မေးနေတာငါလှုပ်တဲ့အလုပ်ကိုလူတိုင်းကြိုက်လားငါလူတိုင်းကိုတဘောကျအောင်လိုက်လှုပ်လားပေါ့တဘောကျအောင်စူးစမ်းတတ်လားလူတိုင်းလူကြိုက်ကွာလူကြိုက်ကိုတဘောကျအောင်ကစူးစမ်းတတ်လားအဲ့လိုမေးခွန်းထင်တယ်အတူပြောချင်တာမင်းပြောရတယ်ဟိုလိုတကယ်ဟိုလိုအရင်ပြောမယ်ဆိုတော့ဖားတာပြူတာအဲ့လိုမျိုးပုံစံမျိုးပြောအောင်အဲ့လိုအတိတ်ပဲဖြစ်မယ်ဟုတ်လို့မယ်သူပြောတာလူတိုင်းသဘောကျအောင်ဆိုအဲ့လို live file လိုပုံစံမျိုးဆိုအတိတ်ပဲဖြစ်သွားမှာသဘောကျအောင်စူးစမ်းတတ်လားကိုဟာတဲ့လူတိုင်းကိုသဘောကျအောင်စူးစမ်းတတ်လားအဲ့လိုမျိုးထင်တယ်သူပြောတဲ့ပုံစံနော်ဒီကဖားလားအဲ့လိုမျိုးပုံစံဖြစ်သွားမှာနော်သဘောကျအောင်ဆိုတော့ဖားလားအဲ့လိုတဲ့ပုံစံကိုသွားမှာအဲ့ဒီအတိတ်ပဲဆိုလို့ရလားဟုတ်တယ်လေအဲ့လိုလားကြိုက်အောင်လားလူတွေရဲ့အကြိုက်ကိုလိုက်လောက်တာအဲ့လိုလားလူရဲ့အကြိုက်ကိုချက်ကိုဟာလူတိုင်းကိုယ်သဘောကျအောင်ကြိုးစားတတ်လားအင်းလေဟုတ်လောက်မယ်မင်းပြောရလဲမန်လေးဟာမန်လေးနဲ့ဟာမန်လေးအဲ့ဒီလူတိုင်းတော့ကိုယ်စတိုင်နဲ့ကိုရှိရပေါ့ခုနကျွန်တော်ပြောလို့ဆရာခုနကျွန်တော်ပါလိုက်တယ်လေဆရာဥမာပြောချင်တယ်ဆိုရင်မပြောချင်တဲ့လူနဲ့သွားပြီးတော့ဟိုဖြစ်နေကြမကြိုက်တော့ဘူးပဲလေအဲ့ဒါနာမည်ဒီတော့ရေးလိုက်မယ်နော်မန်နဲ့ဆိုရင်အမတ်တမတ်မြင်ရအောင်မားလဲဆိုရင်ငါအမတ်ရအောင်ကျပေးမှရေးထားလိုက်မယ်အဲ့လိုသဘောမျိုးဖြစ်သွားမှာပေါ့နော်အဒီကကိုနဲ့ထက်တူကြားရလူနဲ့တွေ့ရင်တော့ကိုတို့စက်တန်ရပို့ပြီးကောင်းသွားမယ်ပေါ့အဲ့လိုပဲထင်တယ်အဲ့လိုခံစားချက်တူတဲ့လူပေါ့အဲ့လိုမြင်တမဲ့ရရကွာyou can see me yep okay အဲ့ဒါအများကြီးပဲဟာအရှယ်ရွယ်ကျွန်တော်ကြိုက်နေတဲ့လူကိုချင်းကပ်ရင်သုံးနေကြစကားနဲ့ရွှေ့နေကြအကွက်တွေတဲ့ရွှေ့နေကြအကွက်အတိုင်းလုပ်ပြပါတဲ့ဟုတ်ပါသူကနမူနာပါရဲ့နော်သုံးနေကြစကားရဲ့ရွှေ့တဲ့အကွက်တွေကိုပုံဖော်ပေးရမှာပုံဖော်ပေးရမှာမင်းလုံနေတဲ့အကွက်ဆိုရင်တော့ဘယ်လိုဥပမာပြောရမလဲဆိုရင်တော့ဆရာကြီးလောက်အောင်တွားရအောင်ဆရာလောက်လိုက်တော့အဲ့လိုကဟုတ်လားမှန်လားပြီးနောက်တစ်မျိုးပါလေချင်းကက်တဲ့ဟာချင်းကက်တဲ့ဟာလူတယောက်တယောက်နဲ့တယောက်အဲ့လိုကိုကအဲ့လိုနဲ့တီးတင်လို့မိတ်ဆက်ချင်လို့အဲ့လိုချင်းကက်တဲ့လိုပုံစံမျိုးပေါ့ဘလို့သွားပြီးတော့သူ့ကိုမိတ်ဖွဲ့လဲပေါ့ဒီကချင်းကက်တာဆိုတော့မသိတဲ့လူကြောက်ဘလို့သွားပြီးမိတ်ဖွဲ့လဲပေါ့မင်းကမေးကုန်းနေမေးတယ်ကွာအဲ့လိုမျိုးသိရမလားမေးကုန်းနေမင်းကတီးကျင်တဲ့ဟာတွေတော့မေးတာတော့ရှိတယ်ကွာအဲ့လိုလေးမေးတယ်လူတယောက်သိရမလားကိုနဲ့ရင်းနှီးတာအောင်ကိုနဲ့တခုကိုတီးတာအောင်သိရမလားကိုကအဲ့လိုမျိုးဒီကဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့ကွာကောင်မလေး kiss ပဲထားပါအောင်
ကောင်းလေးကိစ္စရဘယ်လိုလဲဆိုတော့ကောင်းလေးတမုံရချင်တယ်ဆိုကိုကတမုံစရာပေါ့တမုံစရာအနေနဲ့အဲ့လိုချင်းခဲ့တာပေါ့နော်ဟုတ်လား ဟုတ်တယ်စိတ်ကြောက်ဖြစ်စေရပါ ကိုရဲ့မကောင်းတဲ့အချင်းပေါ့ငါရဲ့မကောင်းတဲ့အချင်းပါတယ်ငါရဲ့မကောင်းတဲ့အချင်းကိုရဲ့မကောင်းတဲ့အချင်းပေါ့မကောင်းတဲ့ကျင့်ကဘာရှိလဲဆိုတော့ဆရာရေးလေးတောက်တော့ခဏမကက်နဲ့နော်မကောင်းတဲ့အချင်းဒါရေတောက်တဲ့ဆိုတော့စဉ်းစားနေရပါလေမကောင်းတဲ့ကျင့်ကဆန္ဒပဲလွယ်လေးกว่าမင်းငါမမြင်ဘူးလားအဲ့လိုကြည့်တော့မကောင်းတဲ့ချင်းရေချိုးပြင်းတာလားရေချိုးရလေအများကြီးချိုးရလေမမြင်ဘူးတော့ဟာအေးလို့မချိုးရလေမနေ့ပိုင်းဆောင်းနေမို့လို့မချိုးရလေမကောင်းတဲ့ချင်းရေမချိုးပဲအိတ်တာလေရေမချိုးပဲအိတ်တာမဟုတ်မနေ့ပိုင်းရေချိုးရလေညဆိုရေမချိုးမျက်နှာကျသွားတိုက်ချောလက်စီရတယ်ကွာမင်းရတယ်မဟုတ်မားရေမချိုးပဲအိတ်တာမဟုတ်တော့မားရင်0ဖြစ်သွားတယ်ငါပြောပြမယ်ငါရဲ့မကောင်းတဲ့ချင်းကငါကျမရေးလိုက်စားမှုအားနေတာဒါငါရဲ့မကောင်းတဲ့ချင်း Okay close your eye နဲ့မိတ်လိုက်ပြီနော်မိတ်လိုက်ပြီလေclose your eye how long in my head အခုချက်ချင်းမျက်စိပိတ်လိုက်ပါကျွန်တော်ရဲ့သမီးဘယ်လောက်ရှိလဲဒီလောက်ပဲရှိရဒီလောက်ပဲရှိဘယ်လောက်တော့တိုင်းပါတော့ဒီလောက်ပဲချောင်းမကြည့်အောင်ဒီလောက် Okayလက်နဲ့စိ Okay တိုင်းကြည့်အောင် Okay လက်မြုပ်လာကြည့်မယ်ကွက်တီပဲ No ပူမြုပ်တယ်လုပ်တယ်လေဒီမှာလေမဟုတ်လေလက်နဲ့စိမကောက်ဘူးလက်ကြော်တယ်လေအကိုင်းမရှိဘူး01 man 2တော့ပေးတင်တယ်ငါဒီလောက်တော့ရှိရလေ Okay 1 man 2ပေးကဲနောက်တစ်ကဲကဲကိုယ့်ရဲ့ဘယ်အရာတွေကစိတ်နှောက်ယှက်ဖြစ်စေလဲပရမတ်ချက်နေတယ်ပေါ့စအိပ်ပြီဆိုရင်ပေါင်းညံဆိုရင်တော့မကြိုက်ဘူးပေါ့စိတ်နှောက်ယှက် Are you okay? You okay? လူတိုင်းတော့ဘယ်လိုလုပ်ကြိုက်မှာတော့အိတ်နေတော့မရတယ်အိတ်နေမဟုတ်လေစိတ်နှောက်ယှက်ဖြစ်တဲ့ဟာပရမတ်တစ်ချက်လို့ပါတယ်လေနောက်ပိုင်းလောက်ပါလေနောက်ပိုင်းလောက်ပရမတ်ချက်အဲ့ဒီအချိန်မှာအဲ့လိုမျိုးအရန်စူတာရေမကြိုက်ဘူးပေါ့နော်ဟုတ်တယ်နောက်တစ်ချက်ကဗျာဆရာတန်းတန်းရှင်းရှင်းနေရတော့ပိုကြိုက်တယ်စိတ်နှောက်ယှက်အင်းလေရှုပ်ရက်ခက်နေစိတ်နှောက်ယှက်ဖြစ်စေရဗျာလေအဓိကတန်းတန်းရှင်းရှင်းဗျာဥမာဆရာထမင်းစားတော့မယ်ဇုံကမရှိတော့အေးစိတ်နှောက်ယှက်ဖြစ်တယ်ဗျာလက်နဲ့မစားတဲ့ဘူးလေအဲ့တော့စိတ်နှောက်ယှက်ဖြစ်စေထမင်းစားကန်ဒီမှာဆောင်းလူပြစီကမရှိတော့ပါအဲ့ဒါနိုင်ငံရေးမပါသေးတော့အဲ့ဒါဆောင်းရတာတိတ်မကြိုက်ဘူးတခုဆိုရင်အရင်အကြာကြီးဆောင်းရတာမကြိုက်ဘူးအေးအဲ့ဒါဟုတ်တယ်တခုပေါ့ဘယ်ရမဆိုပေါ့တနေရာသွားတော့မယ်ဆိုရင်အဲ့လိုစောင့်နေတာကြီးပေါ့မကြိုက်ဘူးပေါ့စိတ်နှောက်ယှက်ဖြစ်တယ်ပေါ့စိတ်နှောက်ယှက်ဖြစ်တယ်ပေါ့ဥမာအဲ့လိုပေါ့အစားတော့အပျော်တန်းခီးသွားမယ်ပေါ့ဒါပေမဲ့တခုကြာကြံ့ညာသွားတဲ့အတွက်ကခီးမှာကနည်းနည်းလေးစိတ်ပါဝင်မှုကနည်းသွားတဲ့ပုံစံမျိုးဖြစ်တတ်တယ်ပေါ့ see me you can see ဆရာတို့တမက်ဆွဲမယ်နေဆွဲဘာလေးကြာမလဲပေါ့နော်ဘာလို့မင်းအရင်ဆုံးကြည့်တာကိုယ်အမြဲကနေကြကားခွက်ကိုကောက်ကြပါဒီကောင်ကားတဲ့ခွက်လားဒီကောင်ကားတဲ့ခွက်ကလည်းဒီကောင်မကောက်ဘူးကမိုင်းอ่ะပြမလားအဲ့လို KTV တွားတာပဲဖြစ်ဖြစ် KTV တွားတာပဲကလက်တွားတာပဲဖြစ်အဲ့မိုင်းတာပါမိုင်းတိုင်းနေနဲ့အဲ့လိုဒရိုကြီးတင်နေတာပြီးနောက်တစ်ခုရှိတယ်ကားတဲ့ခွက်ကလို့လဲဆိုတော့ဟုတ်လားဟုတ်တယ်တမရပြီအဲ့ဆို I can see ပဲဆွဲမိနေတာကိုရဲ့လက်ရှိဖြစ်တည်မှုကိုချစ်လာတဲ့အခုလက်ရှိဖြစ်တည်မှုကိုချစ်လာပေါ့ဂျယ်ရီကအဲ့ဒါဘယ်လိုပြောရမလဲဆိုတော့50ပေါ့လက်ရှိဖြစ်တည်မှုချစ်လဲချစ်တယ်
အရင်ကြီးလည်းမချစ်ဘူးပေါ့ဘာလို့အရင်ကြီးမချစ်တာလဲဆိုတော့ဆရာနေရဘယ်လိုကိုယ်ပိုင် free style လေးသွားတော့ကြိုက်တယ်ပေါ့ဒါပေမဲ့အခုနေရတော့ကိုယ့်ရဲ့အရင်ကြီးမလွတ်လပ်သေးတဲ့အခြေအနေပေါ့ okay 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 တမန်ရပြီ you can see ကအမဲလေးပေါ့နော်မနှွေတော့နဲ့လေကွာ ကိုယ့်ရဲ့ဘယ်ပြစ်ချက်ကချစ်ဖို့ခတ်တယ်လဲတဲ့ ဟမ် ကိုယ့်ရဲ့ဘယ်လိုမျိုးပြစ်ချက်ကဗျာအမားကြီးရဗျာချစ်ဖို့ခတ်တယ်လဲတဲ့ ပြင်တခြားလေးကြည့်ကြအောင် ဘယ်လိုပြောမလဲကျွန်တော်ရဲ့ဗျာအပြုမှုပေါ့ကျွန်တော်လေ ကိုယ့်ရဲ့ပြစ်ချက်ကချစ်ဖို့ခက်တယ်လေချစ်ဖို့ခက်တယ်လေဆိုတော့ဘယ်လိုဖြေရမလဲချစ်ဖို့ခက်တယ်လေဘယ်လိုလဲအတိတ်ပဲအော်လက်ခံနိုင်ဆိုရင်နေတာအဲ့လိုလား နိုင်သားပေါ့အဲ့လိုမျိုးဖြစ်မှာ အဲ့လိုလေအပြစ်ချက်ဘောင်းပြစ်ချက်ကဘယ်လိုလဲဆိုတော့အနာလေးအဲ့ဒီမေပေါ်နာလေးတွေကဥပမာနဲ့ပြောရရင်ဘယ်လိုလဲဆိုတော့မင်းကစစ်လုံနေတဲ့အရာတခုကမင်းကိုဘေးနားမနေတွတ်အဲ့လိုမျိုးသူတို့ပြောလဲဆိုရင်လူတယောက်ဟိုပါဘောနော်လူတယောက်ကိုအရင်မလိုလားအရင်နစ်တက်တဲ့တမန်တော့မပါဘူးတင်တယ်ဟုတ်လားအဲ့လိုဘယ်လိုလဲမင်းဥပမာနဲ့ပြောမယ်ဆိုရင်တော့ကောင်မလေးကကိုကအချိန်လိုကိုကအချိန်ရကြတယ်ကွာကောင်မလေးကအဲ့လိုဘေးကနေရစ်တာတော့ကြည့်မလား easy ကလေးအဲ့လိုတွတ်ပြောနေတဲ့ဟာဆိုမင်းရဲ့ပြချက်ချစ်ဖို့တော့နည်းနည်းခက်မယ်ထင်တယ်အဲ့ဒီဟာဟုတ်လား ကျွန်တော်ပြောပြမယ်ပေါ့အပြည့်စုံကိုကျွန်တော်ပြောပြမယ်ပေါ့ကျွန်တော်ကကြတော့ဘယ်လိုပြောမလဲကျွန်တော်အရာဝတ္ထုတစ်ခုကိုလုံနေရပေါ့အဲ့ဒါဟိုမှအကောင်းဆုံးလုံမယ်ပေါ့ဒါပေမဲ့အဲ့ဒါဟိုမှဘယ်လိုပြောမလဲအရန်ကြီးဗျာအဲ့လိုတစ်ခုနှစ်ခုပြောမလို့ရတဲ့အရာကိုပေါ့ဇက်တိုက်ကြီးပြောနေအဲ့လိုမျိုးစိတ်ထဲမှာကတိကောက်ဖြစ်တာပေါ့ဖြစ်တယ်အဲ့လိုဒီကတော့အဲ့လိုစကားတွေအများကြီးပြောနေအရန်ဘယ်လိုပြောစုညံတဲ့သဘောမျိုးဖြစ်သွားတယ်ပေါ့ဒါပေမဲ့တူတော့တူရတယ်အဲ့လိုသဘောမျိုးမြင်တော့မြင်ပါနဲ့တူပြောတာကတော့အဲ့လိုဘေးတန်းနေအဲ့လိုမျိုးပြောနေတဲ့ဟာဆိုမင်းကတိတ်ပြီးတော့မကြိုက်ဘူးဟုတ်လားဒီပြောနေတာကိုဟာတဲ့အချိန်ခီးသွားခြင်းကိုလုံးမဲ့တူလားတဲ့အချိန်ခီးသွားခြင်းကိုလုံးမဲ့တူလားဂျယ်ရီကအချိန်ခီးသွားခြင်းကိုလုံးမဲ့တူလားဂျယ်ရီကအဲ့လိုမျိုးခီးသွားတော့သူကဘိုးတော်ကြတယ်အချိန်ခီးသွားခြင်းမှာဆိုအချိန်ကိုနောက်ပြန်ဆွဲမလားဒါမှမဟုတ်အရှိကိုကြော်ပလိုက်မလားအရှိကိုကြော်ပလိုက်မလားအဲ့မျိုးသူပြောချင်တာအဲ့လိုအဲ့ကြဘယ်လိုပြောရမလဲနော်သူကနောက်ကိုပဲပြန်ပြီးတော့သွားချင်တာလိုနဲ့ပေါ့နော်သွားချင်ပါဘူးသွားချင်ပါဘူးအချိန်ခီးသွားခြင်းလုံးမဲ့တူမဟုတ်ပါဘူးအဲ့လိုအချိန်နောက်ပြန်တွားမလားဆိုရင်တော့မတွားတော့ဘူးကွာသိမလားအရှိကိုကြော်ပလိုက်မလားဆိုရင်ကြော်အခုလက်ရှိဖြစ်နေတဲ့ဟာကိုအကောင်းဆုံးပဲလုံးလိုက်တော့မယ်ဆိုတော့စဉ်းစားထားကိုဟာအင်တာနက်မရှိပဲနေနိုင်လောက်မယ်ထင်လားတဲ့ရှင်းပြပါဦးတဲ့မင်းရလားအင်တာနက်မရှိပဲနဲ့နေနိုင်လားတဲ့နေနိုင်ပါတယ်မင်းကတော့အင်တာနက်မရှိတယ်ဟုတ်လား no နေနိုင်ဘူးပေါ့နေနိုင်ဘူးအဲ့ဒါငါမားသွားပြီပေါ့မားသွားပြီကဲငါလည်းရောက်ပြီကဲဘာဖြစ်မလဲအမှန်မှုပြုတ်ထားတယ်တဲ့စူပါဟီးရိုးတယောက်ကိုယ်ကဖန်တီးခွင့်ရမယ်ဆိုရင်တဲ့ဘယ်လိုပါဝါမျိုးစူပါဟီးရိုးမျိုးကိုဖန်တီးမလဲတဲ့ဘယ်လိုပါဝါမျိုးရတဲ့စူပါဟီးရိုးကိုဖန်တီးမလဲတဲ့ငါအရင်ကြီးအဲ့လိုမျိုးကျွန်တော်မြန်မာမှုမှာဆိုရင်ရှိရပေါ့အနော်ထားအဲ့လိုမျိုးဟာရတဲ့ဟိုမှာအစုံပဲပေါ့ဇော်ကြီးရောဘာရောလုံးဝမင်းဆက်တဲ့အဲ့လိုမျိုးရှိရပေါ့ဒါပေမဲ့ဆရာရဲ့စိတ်ကူကတော့အဲ့လိုပါဝါမျိုးရေဆရာမတွေးဘူးပေါ့ဒါပေမဲ့ဆရာဖြစ်ချင်တာဥမာဆရာဖန်တီးချင်တဲ့ဟာဆိုရင်တော့ဆရာကလုံးဝ professional ဆန်တဲ့လူသားတယောက်ဆိုရင်ဖန်တီးမယ်ဆိုရင်ဖန်တီးခွင့်ရမယ်ဆိုရင်ဆရာအဲ့လိုဖန်တီးမဲ့ပုံစံမျိုးရှိရပေါ့ professional ဘယ်လိုပြောမလဲ super hero မဟုတ်ဘူးပေါ့အဲ့လိုတော့တစ်ခေါက်မှတော့မြန်မာအဲ့လိုငါဘာကြီးဘသူ့ကိုဘာကြီးဖြစ်ချင်လိုက်တယ်ဆိုတဲ့ဟာမျိုးတော့မတွေ့ဘူးပေါ့အဲ့လို professional photographer တော့အဲ့လိုမျိုးတော့ဖြစ်ချင်တာဖြစ်ချင်တာကိုအဲ့လိုမျိုးတကယ်ဖန်တီးဝင်ရမယ်ဆိုတော့အဲ့လိုမျိုးပဲဖန်တီးမယ်လို့ယူဆထားရပေါ့ okay man okay အမတို့ထမင်းထုတ်ခဲ့ခံလိုက်အောင်လေတယောက်ပဲကဲနည်းနည်းတော့နိုင်ငံရေးတွေပါလာပြီပေါ့နော်နိုင်ငံရေးပါလာလားဒူးတဲ့ I love my job တဲ့ကိုယ့်လက်ကိုချစ်လာတဲ့
ကိုလောက်ကို ကျွန် ချစ် တော် တာ အခုလှုပ်လက်ရှိအလုပ်ကိုကျွန်တော်ချစ်လာပေါ့ ချစ်တယ်လို့ပြောအောင်ပါပေါ့ချစ်တယ်ကိုကချစ်လို့ပဲဒီဘက်ကိုရောက်လာတာကွာအရင်တော့ Advan ဆိုတော့တည်ရမလား Advan ဆိုတော့ income တော့တစ်ခုရှိရရောဒါပေမဲ့ကိုယ့်ရဲ့ရှေ့ရေးကိုယ့်ရဲ့ success လို့ပြောအောင်အောင်မြင်တဲ့လမ်းဆောင်တော့နည်းနည်းလွဲနေကွာတည်ရမလားအဲ့လိုမျိုးအခုအလုပ်ဆိုရင်ကိုလုပ်တဲ့လုပ်ကိုလည်းမျက်နှိုးတယ်ချစ်တယ်ကွာငါအနေနဲ့ဆိုပေါ့နော်အဲ့လို senior တောင်းအနေနဲ့ကြည့်ရတယ်ဆိုတော့မင်းလုပ်တဲ့အလုပ်ကိုချစ်တယ်မျက်နှိုးတယ်ကိုကဖြစ်ချင်တဲ့ဟာကိုရအောင်ယူတဲ့စိတ်ကအဲ့လိုရအောင်ယူမယ်လို့တွေးထားတဲ့စိတ်ကတော့ရှိတယ်အားကြောင့်မင်းလုပ်တဲ့အလုပ်ကိုမင်းချစ်တယ်ဟုတ်လား ဟုတ်တယ်မှန်တယ် share Jerry သမက်ငါလှုပ်ချင်ဆုံးလောက်ကင်ငါလှုပ်ချင်ဆုံးလောက်ကင် အလုပ်ကန်ရတော့ဆရာရဲ့ dream လေးပေါ့ dream dream ဖြစ်မှာပဲနော် dream ကြောအလုပ် dream လေးကကြတော့ dream လေးကတော့ငါရဲ့အလုပ်ချင်ဆုံး စိတ်ကူးလေးပေါ့ dream အိမ်မက်ပေါ့ အိမ်မက်လေးကတော့ကင်မရာလေးတစ်လုံးနဲ့လုံးဝ professional လုံးဝဘယ်လိုပြောအောင်လဲ freestyle cameraman တယောက် freestyle ပေါ့ freelance ပေါ့ freelance ဖြစ်ချင်တယ်ပေါ့သူ့ရဲ့ဘယ်လိုပြောစီးပွားရေးရွေးချယ်ထားတဲ့စီးပွားရေးအနေနဲ့ကတော့တူတူပါပဲသူကကင်မရာလေးနဲ့ပဲရှေ့ဆက်သွားမယ့်ပုံစံမျိုးလေးပေါ့စတူဒီယိုလေးတစ်ခုတည်ဆောက်မဲ့သဘောမျိုးပေါ့အခြေအနေတစ်ခုရောက်လာရင်ပေါ့အဲ့လိုမျိုးလေးပဲမြင်ထားတယ်ပေါ့ ထောက်ပါတယ်ဒါလည်း maintenance လောက်မှန်ပါလေဘာကြီးနေ ကိုရိုနီယောက်ရဲ့တဲ့ ငါကိုရိုနီယာပဲလာနေတာမိကုန်းနေ ကိုယ့်ရဲ့ကြိုက်ဆုံးအမှတ်တရ မိကုန်းနေကကြော်လို့မရောက်လာဒါကြီး အကြိုက်ဆုံးအမှတ်တရတဲ့ဘယ်ဟာကိုကြိုက်ခဲ့လဲပေါ့ မတရ အမှတ်တရအကြိုက်ဆုံးအမှတ်တရ ဘလို့ကြိုက်ဆုံးမတရလဲ ဘယ်လိုပြောမှတ်မိစေတဲ့အမှတ်တရပေါ့အရင်တော့အမှတ်တရတွေထဲမှာဗျာဘယ်ညာလေးကိုပို့ပြီးတော့မှတ်မိစေခဲ့လဲပေါ့ မင်းနဲ့ငါနဲ့မတရအောင်ငါလည်းခွေးမင်းနဲ့ငါနဲ့မတရပါလေ77ကန်သွားမှာဆိုင်ကဘိန်းပေါက်တာတွေကွာဆိုင်ကတွန်းလိုက်ရတယ်နဲ့ဟုတ်တာ 77ကန်တော့ဗိမောက်တိုင်ပြီအဲ့နေ့တစ်ခုထဲမှာဘာဖြစ်ခဲ့သေးလဲ ကောင်မလေးနဲ့ပြတ်သွားတယ်ဒီကောင်နဲ့77ကန်သွားပထမဆုံးကောင်မလေးနဲ့ပြတ်သွားအဲ့ဒါတော့အလုံးဝမတရ โอเค ဟုတ်လားနော် ဟုတ်တယ်အားကြောင့်ဘာလို့အမှတ်တရလဲအဲ့လိုတည်ရဲဆိုရင်ကွန်မိုင်းနဲ့ပြတ်သွားတယ်ကျွန်တော်တန်းတည်ရဲဆိုဟုတ်တယ်ဒါလေးကလုံးဝအမှတ်တရဖြစ်စေရော အမြတ်တရားဖြစ်သွားအောင်နော် โอเคတော့မှာပေါ့ဂျိုသားရှိရလို့ယုံလားတဲ့ မင်းမဂျိုတာ ဂျိုသားရှိရလို့ယုံလားတဲ့ မင်းကကိုဝါလားဂျိုတာလား ဂျိုသားတဲ့ ဂျိုတာမင်းမဂျိုတာမင်းမဂျိုတာရှိတာရုံလား အဲ့ဒီကဘယ်လိုမျိုးလဲ ဂျို ကျွန် သား တော်ပိုင်ဆိုင်ထားတဲ့ကကျွန်တော်ထွင်ထားတဲ့ဟာကိုပြောရမှာပြောတာလားအဲ့လို ပြန် မျိုးလား ကြည့်ကြမေးကုန် မင်းမဂျိုသားရှိရကျွန်တော်ထွင်ထားတဲ့ဟာကိုကျွန်တော်ကဂျိုသားတည်းကိုထွင်ထားတာ ဂျိုတာဆိုတာကဘယ်လိုလဲကိုဝါအဲ့လိုပုံစံလားသူပြောချင်တာတခုဆိုရှိရကွာတခုဆိုတခုအားတဲ့နောက်နိုင်ငံမှာဆိုရှိရလေကြမလားအဲ့လို Travis Scott ဆိုသူတို့ရဲ့ကိုးကွယ်တဲ့ဥစ္စာစေတန်တို့ပါတော့အဲ့လိုမျိုးလားသူမေးချင်တဲ့ဟာဘယ်လိုလဲမသိဘူးနော်ဘယ်ဒီမင်းဂျိုတာမှမရှိတာကဲနောက်ဆုံးမေးကုန် ကဲ နောက်ဆုံးမေးခွန်းလေးပါ ဟုတ်လေ ဟုတ်လေ ကျွန်တော်ပြန်မေးရအောင်ပါမလား မေးကြမလို့လေငါအလဲလေ ဟုတ်လား ငါမင်းမေးတဲ့အလဲလေနံပါတ်10ရောက်သွားပြီမေးခွန်း အဲ့လေကျွန်တော်လည်းပြန်မေးရအောင်ပါမလား မေးပြီးသွားလေမင်းတို့မင်းအမရရလေ အဲ့လေဒီမှာကြံအောင်ပါလေ ဟောဒီမှာအေးငါအလဲလေဟုတ်ဒီမှာ Okay sorry give me a compliment you don't think that I hear enough တဲ့ကိုပုံမှန်ကြားနေကြမဟုတ်တဲ့ချီးမွမ်းစကားတစ်ခုလေကြားနေကြမဟုတ်တဲ့ချီးမွမ်းစကားတစ်ခုလေကိုပုံမှန်ကြားနေကြမဟုတ်တဲ့ချီးမွမ်းစကားတစ်ခုပြောပါတဲ့ ရှင်းမစကားတစ်ခုပုံမှန်ပြောနေကြမှာမဟုတ်ဘူး အေးဟုတ်တယ်ပုံမှန်ပြောနေကြမဟုတ်ကြားနေကြမဟုတ်ဘူးပုံမှန်ကြားနေကြမဟုတ်ပြောနေကြပဲဒီမှာအဲ့လိုထင်တယ် မဟုတ်လေလူပြောများတဲ့ဟာမဟုတ်ဘူး အေးဟုတ်တယ်လူ လူပြောနေတဲ့ဟာပေါ့ အေး အဲ့လိုမျိုးဖြစ်မှာနော် ချီးမွမ်းစကားတစ်ခု ရှင်းမစကားတစ်ခုအဲ့ဒါဆိုရင်တော့ခုလက်ရှိပေါင်းဝင်ဉာဏ်လေးနည်းနည်းအပြင်ကိုထွက်လာအောင် ပေါင်ကြော်လိုက် လက်ရှိပေါင်းဝင်ဉာဏ်နဲ့အပြင်ကိုထွက်လိုက်တဲ့အချိန်မှာတခြားတငယ်ချင်းတွေတွေ့တဲ့အချိန်မှာဘယ်လိုချီးမွမ်းလဲဆိုရင်နည်းသွား
ကဲနောက်ဆုံးမေးခွန်းလေးမှာ ဒီမှာဆိုရင်တော့ရှင်းဖို့ပုံကူရဆိုလည်းခဏပြောနေကြပဲပြောနေကြမဟုတ်တဲ့ဟာ မဟုတ်လေ တစ်ခါတရံမှပြောတဲ့ဟာကိုပြောရမလား အေးဟုတ်တယ်ကိုပုံမှန်ကြားနေတယ်မဟုတ်တယ်ချီမိုးစကားတစ်ခုပေါ့ တစ်ခါတရံပဲကြားတဲ့ဟာ ငါပုံမှန်ပြောနေကြမဟုတ်တယ်ချီမိုးစကားတစ်ခုပါငါဘယ်လိုချီမိုးစကားလဲ ဟုတ်လေပုံမှန်ပြောနေကြလူတိုင်းလည်းအပြောနေတဲ့ချင်းမသာထုတ်ကျွန်တော်ပြောပြမယ်နော် ငါပြောတဲ့ဟာနော် အဲ ကိုပြောနေတဲ့ဟာ မဟုတ်တခြားလူကဆရာကိုပြောတဲ့ဟာကိုပြောရလားအဲ့လိုမလားကြားနေကြဆိုတာလေတခြားလူကဆရာကိုပြောတဲ့ဟာတခြားလူကဆရာကိုချင်းမစကားပြောတဲ့ဟာ ကိုပုံမှန်ကြားနေကြ အင်းလေအဲ့ဒါဆိုတခြားလူက အော် ပြော အေး တဲ့ ဟုတ် ဟာ တယ်ရှားလူကပြောတဲ့ဟာဟုတ်တယ်ရှားလူကပြောတဲ့ဟာဟုတ်တယ် တခြားလူပြောတယ်ကြားနေကြမဟုတ်တဲ့ဟာကတော့တခြားလူဥဆောင်ရင်မလိုက်ဘူးပေါ့ဆရာကျေကြီးဥဆောင်ရင်နောက်ကနေပို့ပြီးပါဝင်နေဆိုတဲ့စကားလေးပေါ့အဲ့ဒါကြားနေကြတော့မဟုတ်ထင်တယ်တခါတရံမှကြားတဲ့စကားလို့တော့ထင်တယ်ဥပမာဗျာတခုခုလုံးမယ်ဗျာတခြားလူခိုင်းလိုက်ရင်တိတ်မလုပ်ချင်ဘူးပေါ့ဆရာကျေကြီးခိုင်းလိုက်ရင်လည်းပို့ပြီးလုပ်ချင်တဲ့သဘောမျိုးပေါ့တခါလေကြားရင်တော့အဲ့ဒါကြားအဲ့လိုမျိုးကြားရတယ်တခုခုဗျာတခြားပတ်စင်တဲ့တယောက်ကညီလေးတို့ဒါလုံးမယ်ဆိုရင်ဗျာလိုက်မပါဝင်ဘူးပေါ့ဒါပေမဲ့ဆရာကျေကြီးကညီလေးတို့ဒါလုံးမယ်ဆိုပါဝင်အဲ့ကြရင်တယောက်ကဆရာကိုချီးမွမ်းလိုက်တယ်ဆိုတဲ့စကားမျိုးပေါ့ ဟုတ်မှန်တယ်အဲ့ဒါလေကြားနေကြကိုကြားပုံမှန်ကိုဆိုတော့ငါပဲလေနော်ငါပုံမှန်ကြားနေတယ်ဟုတ်အဲ့ချီမိုးစကားဟုတ်လို့လားချီမိုးစကားပဲနော်အဲ့ဒါ ချီးမွမ်းစကားပဲလေဆရာရဲ့ဥဆောင်မှုအောင်မှာပါသွားတဲ့အတွက်ကချီးမွမ်းစကားပဲကြားနေကြမဟုတ်ဘူးပဲလေမှန်တယ်မှန်ဦးမှန် ကဲအခုကပြီးသွားပြီဆိုတော့ရမက်ကဘယ်လောက်လဲ1မက်2မက်3မက်4မက်5မက်6မက်9မက်10မက်10မက်ခွဲ တယောက်ကိုရှင်းမှခွဲ တယောက်ကို10မက်ခွဲအတူနေမိကုန်းကအော်ရလက်ကတူနေအဲ့တော့မင်းလည်းငါရင်တော့ရေးမယ်မင်း โอเค မကြည့်နဲ့လေ မကြည့်ဘူးလေရေးလေမြင်ရောမမြင်ရတာ အေးကဲတော့လည်းရေးမယ် မင်းအယောင်မကြည့်တယောက်နဲ့ကြည့်နော် ခဏပြီးရင် တ လဲ ယောက်နဲ့ကြည့် thank you ပါ together ပဲကျေးဇူးတင်အောင်နော် together ပေးရဆိုတော့ကဲနောက်ရကြရင်ပြီးသွားပြီဆိုတော့တင်လိုက်မယ်နော် ကဲဟိုဆော့ပြီးနောက်ပိုင်းမှာပေါ့တယောက်ကိုတယောက်ကအရန်ကြီးပို့ပြီးတော့အရင်တော့တိရတတိမထားမိဘူးဒါပေမဲ့အခုလိုလေးပြန်ပြောလိုက်ရတဲ့တော့က memory လေးပြန်ပြီးတော့တိသွားတယ်ပေါ့ အေးပါအရင်တော့ဒီလိုမျိုးမေးလို့မေးရကောင်းမှန်းလည်းမသိဘူးကွာတဲ့ဒါတယောက်နဲ့တယောက်တော့မေးနေကြတာပဲဒါပေမဲ့ ပြောနေကြပဲပေါ့ကိုယ့်ရဲ့ lifestyle တွေပေါ့ can you see me gain ထုတ်ပေးရတယ်ကောင်းပါတယ်ဒါမစိုးပါဘူးတယောက်ကိုတယောက်ဘယ်လောက်ထိမြင်နိုင်လဲဆိုတာလေပို့ပြီးတော့မြင်တာလာရွာတယောက်ကြောင့်ဘယ်လောက်တယောက်တိထားလဲပေါ့နော်အဲ့ဒါကောင်လေးကမစိုးလို့ကောင်းတယ်မိသားစုပဲဖြစ် friend ပဲဖြစ်ဖြစ်ဒီကောင်မလေးနဲ့ပဲဖြစ်ဖြစ်ဆိုတာတိုင်ပတ်စီရပါနော်တိုင်ပတ်တဲ့ game မှာ ဒီထဲမှာတော့ကြာနေ EA ကိုလွမ်းလိုက်ပါပြီးပါလာနိုင်တယ်နော် ကြောရှိရနော်အဲ့ဒါကဲဒါအယောင်မှကြည့်မယ်နော်မင်းလည်းအယောင်မှကြည့်ငါလည်းအယောင်မှကြည့်ကဲအခုဆိုရင်ကျွန်တော်တို့ပြီးဆုံးသွားပါပြီမိကုန်းနဲ့တယောက်နဲ့တယောက်ဘယ်လောက်ထိမြင်နိုင်လဲဆိုတော့တယောက်နဲ့တယောက်အကြောင်းတယောက် sharing လုပ်ရပေါ့ sharing ပြန်ပြီးတော့မြင်နေကြအောင်ပြောပြတာပေါ့ ပြောပြတာဖြစ်ပါတယ်ပြီးဆုံးသွားပါပြီကဲအားလုံးကိုကြည့်ရှုပေးတဲ့လူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ် bye 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 see you နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်